မင်္ဂလာပါတကြံအမီရေဆိုအင်ဂျီလေးချုပ်ဝစ်ကြရအောင်ဘောင်းမီလေးအရင်ညှက်ထားပါမယ်ဘောင်းမီရဲ့အရှိက22ပါဟုတ်ပြီဒီပိတ်စလေးကနှစ်ကိုက်ခွဲ1 set လေးပါလို့လေအင်ဂျီနဲ့ဘောင်းမီ1 set ရဲ့ခေါင်းဝင်လေးတစ်ထည့်ရဲ့ချုပ်ပြမှာဖြစ်ပါတယ်ခေါင်းဝင်အတွက်ကအရှိ28အကျယ်28လေးဖြတ်ထားပါမယ်ဒါကခေါင်းဝင်အတွက်အပိုင်းလေးပါအဲ့ဒါကရှေ့ချမ်းနောက်ချမ်းနှစ်ချမ်းဖြတ်ထားပါမယ်ဒါခေါင်းဝင်အတွက်ပါဟုတ်ပြီတလက်မမြေအရင်ဆွဲမယ်ပခုံးမြေဆွဲမယ်ဟုတ်ပြီခုနလက်မနှစ်စိတ်ဆွဲမယ်ပြီးရင်လေဘင်းက3လက်မပါဒီမှာတလက်မလေးဆင်းပါမယ်ပခုံးဆောင်ကိုတလက်မချပါမယ်ပြီးရင်ဂျိုင်းကလက်ပြက်လေးဆွဲမှာဖြစ်တဲ့အတွက်ဒီမှာခုနလက်မပဲဆွဲပါမယ်ရှင်ကိုတော့ပွားလေးလိုချင်လို့10ခွဲယူပြီးရင်ဒီမှာတလက်မနှစ်စိတ်လောက်ကိုဒီမှာမှတ်မယ်ဒီမှာတလက်မမှတ်လို့ရနော်တလက်မနှစ်စိတ်လောက်မှတ်တယ်ပြီးရင်ကိုရှည်ကတော့ဒီမှာ25ဟိုဘက်မှာလည်း25မှတ်မယ်ပြီးရင်ဂျိုင်းကိုတဝက်ဝက်မယ်ပြီးရင်ကျဲနောက်ကြောကျဲမှတ်မယ်ခုံးလေးစိမ့်မှတ်မယ်နောက်ကြောကျဲက9လက်မရှေ့ရင်ကျဲက6ခွဲဒီမှာပခုံးလေးစိမ့်မှတ်ထားတာလေးနဲ့လာဆွဲမယ်ဒီကွင်းနဲ့ဝိုက်တယ်အနီရောင်ကရှည်ချမ်းအပြာကနောက်ချမ်းနောက်ချမ်းလေဘင်းကို2လက်မဖောက်လိုက်မယ်2လက်မလေးကိုပေါက်ခတ်မယ်ဒီကွင်းနဲ့ဝိုက်မယ်ပြီးဆိုရင်ဒါလေးကိုဖြတ်ထုတ်မယ်နောက်ချမ်းလေးရပြီဆိုရင်နောက်ချမ်းလေးဖယ်ထုတ်မယ်ရှီကျန်းနယ်လေးကို9လက်မထားမယ်9လက်မလေးပေါက်ခတ်မယ်ပြီးရင်10လက်မနေရာမှတ်မယ်ပြင်းဆွဲမယ်အဲ့ဒီနေရာဖြတ်ထုတ်မယ်နော်ဒီဘက်ကခောက်ချိုးကိုမှ2လက်မပို့ရှင်မယ်တွန်းစားမထည့်ဘဲနဲ့ဒီတိုင်းရှူလိုက်ရရနော်ဒီမှာထည့်မယ်ဒီဒါဆိုရင်ဒါကိုထည့်ထုတ်မယ်ဒီမှာ1လို့ဖတ်မယ်ဒီမှာ2လို့ဖတ်မယ်နော်ဒီခောက်ရိုးမှာခောက်စားတလက်မ2စိတ်ပို့ရှူမယ်နော်ဒီမှာကတလက်မ2စိတ်ပို့ရှူမယ်ခုကခေါင်းဝင်ရဲ့အပေါ်ပိုင်းလေးဆွဲပြမယ်ဟုတ်ပြီခေါင်းဝင်ရဲ့အပေါ်ပိုင်းလေးကကြတော့ဒီမှာခုနတိုင်းပဲဒါခဏကိုချင်းအတူတူပဲဆိုတော့ပတန်ကိုဒီတိုင်းနဲ့ဆွဲပါမယ်နော်ဒီမှာ9လက်မ2စိတ်ရှူမယ်လေဘင်းက3လက်မဖောက်မယ်ဒီမှာ1လက်မမှတ်မယ်ပခုံးကို1လက်မဆွဲမယ်ပြီးရင်ဂျိုင်းက9လက်မမှတ်မယ်တော့တော့ဝတ်ပြင်မယ်ရှင်ကျရ10ခွဲဒီတို့ကြတော့အရှိကဘယ်လောက်ယူမလဲဆိုတော့အရှိကို73ခွဲယူမယ်ချုပ်စာပါပြီး73ခွဲယူမယ်ပြီးရင်10ခွဲပေါက်ခတ်မယ်ပြီးဒီနားမှာတလက်မ20လောက်မှတ်မယ်ဒီမှာရှေ့ရင်ကျဲနောက်ကျောကျဲမှာမှတ်မယ်လက်ပြပြတဲ့အတွက်ပခုံးကို4စိတ်လောက်မှတ်မယ်ปีกไว้ในวันนี้ဟုတ်ပြီနောက်ချမ်းလေဘင်းကိုတစ်ခွဲဖောက်မယ်ရှေ့လေဘင်းကကြောင်9လက်မယူမယ်วันนี้ဒီပြီဆိုရင်ဒါကိုညှက်ထုတ်ပလိုက်ပါမယ်
သူကခေါက်ယူနဲ့ချုပ်စာချင်းစရာမလိုဘူးသူကလည်းခေါက်ယူပဲပတ်တန်လေးညှက်ပြီးပါပြီဆိုရင်ပိတ်စဝတ်တင်ညှက်ပါမယ်ပိတ်နှစ်ခေါက်ခေါက်မယ်နောက်ချမ်းပတ်တန်တင်မယ်ညှက်ထုတ်မယ်ဟုတ်ပြီဒီမှာပိတ်စလေးကပို့နေလို့လေဘေးလေးကို၄စိတ်လောက်ကထုတ်လိုက်တယ်နော်ဟုတ်ပြီနော်ဒါနောက်ချမ်းလေးဟုတ်ပြီပြီးရင်ရှေ့ချမ်းကိုလည်းအဲ့တိုင်းလေးညှက်မယ်ရှေ့ချမ်းအောက်ပိုင်းကိုဒီမှာအပေါ်မှာ၄စိတ်ဘေးမှာ2လက်မနဲ့ဒီလိုမျိုးလေးဖြတ်ထုတ်ပါမယ်ဘလို့ပြီးပါရင်အလယ်မှာကကြီးလေးတောက်လိုက်နော်ဒီလိုကကြီးတောက်ထားတဲ့အတွက်အပေါ်လားအောက်လားကိုရှင်တို့မမားတော့ဘူးနော်ဟုတ်ပြီဒါဆိုရင်ရှေ့ချမ်းအပေါ်ပိုင်းလေးညှက်ပါမယ်တို့ကြတော့ဒီမှာတလက်မ2စိတ်လောက်ချမ်းပြီးတော့ဒီတိုင်းလေးဖြတ်ထုတ်ပါမယ်သူက2ချမ်းပြန်ချမ်းပါနော်